เคအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မင်းဖုန်းမြတ်ပါကျွန်တော် Bruce လို့ခေါ်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Teachers Day ကကျောင်းသားတွေကိုအကောင့်ဖွင့်ပြီးချိန်ကြရင်ကျွန်တော်တို့ကျောင်းသားတွေဘယ်လိုမျိုး login စလုပ်ရမလဲဘာအဆင့်တွေလုပ်ရမလဲပြီး schedule တွေဝင်ပြီးတော့ဘာတွေကြည့်လို့ရပြီလဲအဲ့ဒါလေးကျွန်တော်သင်ပြချင်ပါတယ်ခင်ဗျာဆိုတော့ Teachers Day ကအကောင့်ဖွင့်ပြီးသွားပြီးဆိုရင်ကျောင်းသားတွေဆို email တွေရောက်လာလိမ့်မယ်ပေါ့နော်အဲ့ email တွေမှာပါတဲ့ instruction တိုင်းကျွန်တော်တို့ link ကိုသွားပြီးတော့ login ဝင်လိုက်မယ်ပြီးရင်ကျွန်တော် password reset ပြန်လုပ်ပေးရမှာပေါ့နော်လို့ဆိုတော့ကျွန်တော် teacher တွေက password ကို temporary password နဲ့ထုတ်ပေးလိုက်မှာဆိုတော့အဲ့ password ကိုကိုယ်ပိုင် password ပြန်ပြောင်းဖို့လိုတယ်ဆိုတော့ password reset ပြန်လုပ်ပေးရမယ်အဲ့အဆင့်တွေတော့ကျွန်တော် video တစ်ခုမှရှင်းပြထားတယ်အဲ့ video လေးနဲ့ကျွန်တော်ထပ်ပို့ပေးလိုက်မယ်ဆိုတော့ကျွန်တော် password change သွားပြီဆိုတော့ login ဝင်လို့ရပြီပေါ့နော်ဒီမှာကျွန်တော် okay ဆိုတော့ကျွန်တော်ရဲ့ profile page ကိုရောက်သွားပြီအသားအနေနဲ့ schedule တွေကိုဒါ schedule တွေကိုစဝင်ပြီးွားပါเนาะ schedule တွေဝင်ပြီးတော့ဘာတွေလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်အခု walk through ရှင်းပြပေးခြင်းနဲ့အဲ့တော့ဒါ profile page ကိုရောက်သွားပါเนาะဒီ profile page မှာဆိုကျွန်တော်တို့ courses ဒီနေရာမှာမြင်နေရတဲ့ courses တွေဒါ teachers တွေက assign လုပ်ပြီးဆိုရင်ကိုယ်နဲ့သက်ဆိုင်တဲ့ courses တွေကဒီမှာရှိနေလိမ့်မယ်ဒါဆိုဒါကျွန်တော် assign လုပ်ထားတဲ့ course တွေပေါ့ဒါကျွန်တော်အခုကျောင်းသား account နဲ့ဝင်လာတာဆိုတော့လေဒီမှာဆိုကျွန်တော် assign လုပ်ထားတဲ့ course တွေရှိနေတယ်ဒီ course တွေကိုလည်းကျွန်တော် details တွေတွားကြည့်လို့ရတယ်ဒီ course တွေ detail တွားကြည့်မယ်ဆိုရင်ဒီမှာအကောင်ကြည့်လို့ရမှာပေါ့နော် members တွေရှိမယ်ကျွန်တော်တခြားကျောင်းသားတွေကဘယ်သူတွေရှိလဲတဲ့ teachers တွေတင်မှာလဲဒါတွေရှိလို့ရမယ်နောက်ပြီးဒီအတန်းကအပင်လေးတွေတင်မှာလဲအဲဆိုရင်ဒီမှာဒီနေ့ဆိုရင်တော့10ခွဲကနေပြီးတော့1ခွဲထိဒီအတန်းရှိမှာပါဒါမျိုးကြည့်လို့ရမယ် calendar တွေလည်းအမျိုးမျိုးကြည့်လို့ရမယ်ပေါ့နော် list view နဲ့လည်းကြည့်လို့ရမယ် week view နဲ့လည်းကြည့်လို့ရမယ်မျိုးရှိမယ်နောက်ပြီး teachers တွေ assignment တင်လာပြီဆိုရင် assignment တွေဒီမှာလာထပ်လို့ရမယ် assignment တွေ brief တွေလာကြည့်လို့ရမယ်ဒါမျိုးရှိမယ်ပေါ့နော်နောက်ပြီး announcement တွေ teacher တွေ create လုပ်ထားရဆိုရင် announcement တွေလာကြည့်လို့ရနိုင်မယ်နောက်ပြီးတော့ရေနောက်တစ်ခုပါရှိအောင်လဲဆိုတော့ကျွန်တော်တို့ profile page ကိုပြန်သွားလိုက်မယ် profile page မှာဆိုရင်ကျွန်တော် schedule ကိုယ့်ရဲ့ကိုယ်ပိုင် schedule ကိုကြည့်လို့ရပြီ teachers တွေက course တွေအကုန်လုံး assign လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကျွန်တော်ဒီနေ့ဆိုရင်ဒီတန်းနေရှိနေလို့ပြောတာပေါ့နော်ဒီမှာ31ရက်နေ့ Tuesday ဒီတန်းနေဒီချိန်တွေမှာတက်ရမယ်လို့ကျွန်တော်ပြောပြနေတာပေါ့ဆိုတော့ဒီမှာကျွန်တော် week view ကိုလည်းတွားကြည့်လို့ရတယ် week view မှာဆိုရင်ကျွန်တော်ဒီ list view လည်းကြည့်လို့ရတယ်ကြည့်လို့ရမှာနော်အောက်ကတော့ဒါကျောင်းသားတွေ teacher တွေကိုပေးလိုက်တဲ့ information တွေကိုဒီမှာပြန်ကြည့်လို့ရနေမှာပေါ့နော်ဒီနေရာတွေမှာရှိနေမယ် course history ကတော့ကျောင်းသားတွေအတန်းတစ်ခုပြီးသွားတဲ့ကျွန်တော်တို့ auto create လုပ်ပေးနေကိုပဲအတန်းတွေတက်ခဲ့နေဒီမှာကြည့်လို့ရနေမယ်ပေါ့အခုလောဆယ်ကတော့ profile page ကတော့ဒီလောက်ပဲနောက်ထပ်အရေးကြီးတဲ့တစ်ခုကပါလဲဆိုတော့ကျောင်းသားတွေအနေနဲ့ check in check out လုပ်ရတော့မှာပေါ့နော်အဲ့တော့အခုကျွန်တော် example တစ်ခုပြရမယ်ဆိုရင်ဒီ demo courses ကိုကျွန်တော်ဝင်လိုက်မယ် demo courses ထဲမှာကျွန်တော်ရှိနေအောင်ပြီးတော့ schedule ကိုတွားကြည့်လိုက်တဲ့အချိန်မှာ10ခွဲကနေ1ခွဲထိဒီတန်းရှိနေမှာအဲ့ဆိုဒီမှာကျွန်တော်အခု17နာရီဆိုတော့ကျွန်တော်ဒီတန်းစအောင်စနေပြီအတန်းစပြီဆိုရင်ဒီခလုတ်လေး check in ဆိုတဲ့ခလုတ်လေးကဒီမှာပေါ်နေလိမ့်မယ်ဘာဖြစ်လို့အဲ့လိုမျိုးပြောပြရလဲဆိုတော့အတန်းမစနေဘူးဆိုရင်ဒီအခုအချိန်မှာအတန်းမရှိနေဆိုတော့အဲ့ check in ခောက်က available ဖြစ်မှာမဟုတ်ဘူး for example ဒီမှာကျွန်တော်တို့ခုန demo class မှာတော့ check in ခောက်ကပေါ်နေပြီဒီ new course auto မှာကျွန်တော် schedule ကိုတွားကြည့်လိုက်မယ်ဆိုရင်ဒီနေ့မှာဘာအတန်းမှမရှိနေဘူးနောက်နေ့မရှိမှာကွာဆိုတော့တွေ့ဒီနေရာမှာ check in clock က no events today လို့ပြနေတာနှိပ်လို့ရမှာမဟုတ်ဒါကိုပြောပြတာပါဆိုတော့ကျောင်းသားတွေအနေနဲ့ check in ဘယ်လိုလုပ်အောင်လဲဆိုမင်းမယ်ဆိုရင်ကိုယ်နဲ့တက်ဆိုင်ရာအတန်းကိုကျွန်တော်တို့တွားလိုက်မယ်ဒီတန်းစပြီဆိုရင်ဒီတန်းကိုဝင်လိုက်ဝင်ပွားရင်ဒီတန်းတကယ်စနေရဆို check in clock ကဒီမှာပေါ်နေပြီနှိပ်လို့ရနေပြီဆိုတော့ check in clock ကိုနှိပ်လိုက်မယ်ပြီးကျွန်တော်တို့ဒီမှာ screenshot လေးရိုက်ပေးတင်ပေးရမယ် screenshot လဲဆိုတော့ဆရာမနဲ့ကျောင်းသားနဲ့ကင်မရာဖွင့်ပြီးတော့ပြဒီကအတူတူ zoom နဲ့မိတင်တာဆိုရင် zoom နဲ့အတူတူတင်နေပြီးတော့ရှိနေဆိုရင် screenshot evidence screenshot လေးဒီမှာတင်ပေးလိုက်ရမယ်ပေါ့နော်အဲ့ဆို screenshot တင်ဖို့တော့ဒီမှာတင်လိုက်လို့ရမယ်ကျွန်တော် screenshot တစ်ခုတင်လိုက်မယ်ပြီး check in ဆိုပြီးနှိပ်လိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ check out close ဖြစ်သွားပြီအဲ့ဆို check out ကအတန်းပြီးသွားပြီဆိုရင်လည်းအတန်းပြီးသွားပြီဆိုတော့မှဒီရဲ့ကိုပြန်ဝင်ပြီးတော့ check out ဆိုပြီးနှိပ်ပေးလိုက်ဒါဆိုရင်ဒါကျောင်းသားတွေရဲ့ဒီနေ့ attendance ကိုကျွန်တော်တို့ record လုပ်လိုက်တာပေါ့နော်အားလုံးပြီးသွားပြီဆိုရင်ဒီမှာ all events completed ဆိုပြီးဖြစ်သွားလိမ့်မယ်အဲ့ဆိုရင်ပြီးသွားပြီအဲ့တော့ဒါကျောင်းသားတွေကိုဒီနေ့ attendance record လုပ်ပေးလိုက်တာပေါ့နော်အဲ့တော့ဒီအဆင့်လေးကတော့ဒါလူတိုင်းလုပ်ဖို့လိုမယ်တခြားဟာတွေကကျွန်တော်အရှိမပြခဲ့တဲ့အတိုင်းရှိနေမယ်ပေါ့နော်လောက်ပါပဲခင်ဗျဆိုတော့ကျွန်တော်သိချင်တာရှိရင်မေးချင်တာရှိရင်အကုန်မေးလို့ရတယ်ကျွန်တော် DM လို့လည်းရတယ် group ထဲမှာလည်းမေးလို့ရတယ်ကျွန်တော်အကုန်ပြန်ဖြေပေးမယ်ချိန်တဲ့ချိန်မေးလည်းလို့ရတယ်နော်ရပါပြီခင်ဗျအားလုံးကျေးဇူး